အားလုံးပဲမင်္ဂလာပါရှင်စိတ်ထော့ဆောင်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ယခုဒီဆက်ပေးမယ့်အကြောင်းလေးကတော့လူတွေမသိသေးတဲ့သူ့ရဲ့ယောဂအခြေအနေတစ်ခုကိုပြောပြလာခဲ့တဲ့ရွှေမုံရည်တီရဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ပရိသတ်တွေရဲ့အမြဲစောင့်ကြည့်အားပေးနေရတဲ့မင်းသမီးချော်လေးရွှေမုံရီတီကတော့သူမရဲ့ကျမ်းမာရေးအခြေအနေနဲ့ပတ်သက်တဲ့သတင်းတစ်ပုဒ်ကိုပြပြလာခဲ့တာလည်းဖြစ်ပါတယ်။ရွှေမုံရီတီကသူ့ရဲ့ကျမ်းမာရေးအခြေအနေကပရိသတ်တွေထင်ထားတာထက်ပိုပြီးတော့ဆိုးရနေပြီးအနုပညာလုပ်တွေကနေအနားယူရတဲ့အထိပါဖြစ်လို့နေပါတယ်။ပရိသတ်တွေကြားထဲမှာနာမည်ကျော်တဲ့မင်းသမီးတစ်လက်ဖြစ်တဲ့ရွှေမုံရီတီဟာအနုပညာလောကမှာအောင်မြင်မှုတွေအများကြီးရရှိခဲ့တဲ့သူတစ်ယောက်ပါငယ်ရွယ်နဲ့ထိတ်တန့်မင်းသမီးတစ်လက်ဖြစ်ခဲ့ပြီးပရိသတ်တွေရဲ့အားပေးမှုကိုပါအပြည့်အဝရရှိခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့မကြသေးခင်ကသူမဟာအနုပညာလုပ်တွေကနေပြောက်ကွယ်သွားခဲ့ပြီးတော့အနားယူနေခဲ့တာလည်းဖြစ်ပါတယ်။လူအများစုကတော့သူမဟာခင်မုန်းဖြစ်သူရွှေတိုးနဲ့လက်ထပ်ပြီးမိသားစုဘဝလေးကိုအချိန်ပေးနေတာလို့ထင်ခဲ့ကြတာပါ။ဒါပေမဲ့တကယ်အကြောင်းရင်းကတော့ရုတ်တရက်ရှင်ဆိုင်ခဲ့ရတဲ့ကျမ်းမာရေးအခြေအနေကြောင့်ဖြစ်ပြီးအခုချိန်မှာတော့ပြည်သက်တွေကိုပူးပွင့်နေနေထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ရွှေမုံရီတီကသူမဟာငွေရပါနှလုံးယောဂကိုငယ်စဉ်ကတည်းကနေခံစားနေရသူဖြစ်တယ်လို့ဆိုပါတယ်။ဒီယောဂကအနုပညာလုပ်တွေကိုလုပ်ဖို့တောင်အခက်အခဲရှိခဲ့တဲ့အထိအခြေအနေဆိုးရွားတယ်လို့လည်းဆိုထားခဲ့ပါတယ်။အစာအိမ်ယောဂလိုမျိုးအခြားကျန်းမာရေးပြဿနာတွေကလည်းရှိနေတာကြောင့်အခုချိန်မှာတော့အနုပညာလုပ်တွေကိုကန့်သတ်ပြီးတော့လုပ်ကင်နေရကြောင်းရှင်းပြခဲ့ပါတယ်။ငယ်ငယ်တုန်းကဆိုရင်တော့ရိုက်ခွင်းတွေမှာမူလဲတာတွေမျိုးမကြာခဏဖြစ်တတ်ပြီးစင်သွင်းရင်တန်းလန်းနဲ့အလုပ်လုပ်ခဲ့ရတဲ့အထိရုန်းကန်ခဲ့ရတယ်လို့သူမကစိတ်မကောင်းဖွယ်ရရင်ဖွေးခဲ့ပါတယ်။ဒီထက်ပိုပြီးတော့ဝမ်းနည်းစရာကောင်းတာကတော့ရွှေမုံရီတီဟာသူမရဲ့ကျန်းမာရေးအခြေအနေကြောင့်ခလေးမယူနိုင်သေးတယ်လို့ဆိုပါတယ်။ရွှေထူးနဲ့ရွှေမုံရီတီတို့ရဲ့အစုံတွဲလေးကချစ်စရာကောင်းတဲ့သားသားမင်းမင်းလေးတွေလိုချင်ပေမဲ့သူမရဲ့နှလုံးယောဂအဆိုင်ယောဂအပြင်ခင်မုန်းဖြစ်သူရွှေထူးကိုယ်တိုင်ကလည်းကျန်းမာရေးသိပ်မကောင်းတာကြောင့်ရှင်သွေးလေးတွေမရရှိနိုင်တာလည်းဖြစ်ပါတယ်။ပြည်သူတွေအတွက်ကတော့သူတို့နှစ်ယောက်ရဲ့စိတ်သက်ခွန်အားနဲ့အိမ်အောင်ရေးဘဝကိုအားကြအတူယူရသလိုဒီလိုမျိုးအခက်အခဲတွေကိုရင်ဆိုင်နေရတာကြောင့်လည်းစိတ်မကောင်းဖြစ်နေကြတာလည်းဖြစ်ပါတယ်။ရွှေမုံရီတီဟာအနုပညာလောကကိုစေကျော်သက်အရွယ်ကလေးကနေအနုပညာပြိုးခင်းကနေဝင်ရောက်လာခဲ့ပြီးတော့သူမရဲ့ချစ်စရာကောင်းတဲ့ပုံစံပွင့်လင်းသက်လက်တဲ့စရိုက်ကိုပိုင်းဟန်ပန်တွေကြောင့်ပြည်သက်တွေရဲ့အချစ်ကိုရရှိခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။သူမရဲ့အသက်က20ကျော်အရွယ်မှာတောင်အကယ်ဒမီဆုတွေကိုရရှိခဲ့ပြီးတော့အနုပညာလောကမှာအနာဂတ်လမ်းတွေအများကြီးရှိလို့နေတဲ့ရလည်းဖြစ်ပါတယ်။ဒါပေမဲ့ယောဂအခြေအနေကြောင့်အနုပညာလောကကနေအနားယူခဲ့တာကတကယ်ကိုနှမျောစရာကောင်းပါတယ်။အခုချိန်မှာတော့ရွှေမုံရီတီရဲ့နောက်ကဝင်ရောက်လာခဲ့တဲ့ဂျူနီယာမင်းသမီးတွေတောင်ထိတ်တန့်မင်းသမီးတွေဖြစ်လို့နေပါပြီ။သူမရဲ့အနုပညာလုပ်ငန်းတွေကိုရပ်နာခဲ့ရတဲ့အကြောင်းရင်းကိုလူသိနေခဲ့ပေမဲ့အခုလိုမျိုးပူပွင့်လင်းလင်းပြောလာခဲ့တာလည်းတွေ့ရှိရပါတယ်။ဘလို့ပဲဖြစ်ဖြစ်ရွှေမုံရီတီနဲ့ရွှေထူးတို့စုံတွေကိုပြည်သက်တွေကတော့ချစ်ခင်အားပေးနေကြဆဲပါပဲ။အခက်အခဲတွေကြားမှာလက်တွေမဖြုတ်ပဲတယောက်ကိုတယောက်နားလည်မှုဂရုစိုက်မှုတွေနဲ့ဘဝကိုတည်ဆောက်နေတဲ့သူတို့နှစ်ယောက်ကိုအားပေးနေကြဆဲပါပဲ။ပြည်သက်တွေကတော့ရွှေမုံရီတီရဲ့ကျမ်းမာရေးအခြေအနေကောင်းမွန်လာပြီးအနုပညာလုပ်တွေကိုပုံမလုပ်ကိုင်နိုင်ပါစေလို့ဆုတောင်းပေးရင်းနဲ့အားပေးနေကြတာလည်းဖြစ်ပါတယ်။ပြည်သက်တွေအနေနဲ့ငယ်ငယ်ရွယ်ရွယ်နဲ့နှလုံးယောဂကိုရင်ဆိုင်နေရတဲ့ရွှေမုံရီတီနဲ့ပတ်သက်ပြီးဘယ်လိုထင်မြင်လဲဆိုတာကိုပြောပြခဲ့ကြပါအောင်ရှင်။ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြီးရတဲ့အတွက်လည်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းအနုပညာသတင်းကောင်းတွေကိုတင်ဆက်ပေးသွားမှာမို့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်။